ဒီနေ့ပြောပြပေးမယ်ပုံမြင်လေးကတော့နဂါးကြီးနဲ့ကြွက်ကလေးတစ်ခါကတော့ကြီးထဲမှာအရွယ်လွန်ကြီးမားပြီးတော့အေးအားကြီးလာတဲ့နဂါးကြီးတစ်ကောင်နေထိုင်ပါတယ်ကွယ်နဂါးကြီးကလူရဲ့အင်အားကိုအလွန်မြင့်ယုံကြည်လွန်းတဲ့အတွက်တော်တွေကဘယ်တိရစ္ဆာန်ငယ်လေးကိုမဆိုမကြည်ဖြူဖြစ်နေတတ်တယ်တနေ့မှာတော့နဂါးကြီးကသူ့ရဲ့ကြီးမားတဲ့ကိုယ်ထဲနဲ့တော့တစ်ခုလုံးကိုလှုပ်ခတ်စေရင်လမ်းလျှောက်လာပါတယ်လမ်းမှာတွေ့တဲ့တိရစ္ဆာန်လေးများမှာတော့ကြောက်လန့်ပြီးထပ်ပြေးကုန်ကြတယ်။အဲ့ဒီအချိန်မှာပဲနဂါးကြီးရဲ့လမ်းကြောင်းပေါ်မှာကြွက်ကလေးတစ်ကောင်ကတိတိတလုံးကိုလှိမ့်နေတယ်။ဟေးငါလမ်းကိုဘာလို့ပိတ်နေတာလဲ။ငါကိုမကြောက်ဘူးလားလို့နဂါးကြီးကဒေါသဖြင့်အော်ဟစ်ပါတော့တယ်။ကြွက်ကလေးကအလွန်ကြောက်လန့်သွားပေမဲ့လည်းတက်တိရှိရှိပြန်ပြောလိုက်တယ်။နဂါးကြီးခင်ဗျာကျွန်တော်ခင်ဗျားကိုမကြောက်ပါဘူး။ကျွန်တော်ကအရွယ်သေးငယ်ပင်မယ်လို့ကျွန်တော်ဟာကျွန်တော်အလုပ်ကိုကျွန်တော်လုပ်နေတာပါအတင်တာအင်အားကြီးတော့လဲတင်းရင်အင်အားကိုအချီးနှီးအသုံးပြုနေပါတယ်နဂါးကြီးကဒီစကားကိုကြားတဲ့အခါမှာဒေါသပူထွက်လာပြီးတော့မင်းလိုကြွက်သေးသေးလေးကငါ့ကိုဘာလို့ရဲလို့လဲငါမင်းကိုမိရှုပစ်မယ်လို့ချင်းချောက်လိုက်တယ်ကြွက်ကလေးကမကြောက်ဖဲအကယ်၍နင်းနာအမှန်တကယ်အားကြီးခဲ့ရင်ဒီစိန်ခေါ်မှုကိုလက်ခံပါဒီတိုင်းလုံနိုင်ပါမလားဒီကြောက်ခဲကိုတွန်းလှဲပါဒါမှမဟုတ်လို့ရှိရင်လည်းဒီတစ်ပင်ကြီးကိုမြစ်ထဲကိုတွန်းလှဲပေးပါလို့ပြောလိုက်ပါတယ်နဂါးကြီးကကြွက်ကလေးရဲ့စိန်ခေါ်မှုကိုလက်ခံပြီးတွန်းကြည့်ပါတယ်ဒါပေမဲ့ကြောက်ခဲကလုံးဝမလုပ်ဘူးလေကွယ်နဂါးကြီးကဒေါသတကြီးနဲ့တစ်ပင်ကြီးကိုထက်လဲပြန်တယ်တစ်ပင်ကြီးကလည်းမြေပြင်နဲ့ကြက်ပြီးတော့မလဲပြန်ဘူးလေကွယ်နဂါးကြီးခမရမှာလည်းပင်ပန်းပြီးတော့လက်လျှော်လိုက်ရတော့တယ်အဲ့အချိန်မှာပဲကြောက်ကလေးကသူ့ရဲ့သင်းငယ်တဲ့ခြေလေးတွေနဲ့ကြောက်ပဲအောက်ကိုသွားပြီးတော့ကြောက်ခဲကိုလှုပ်ခတ်စီလိုက်တယ်။မင်းဘယ်လိုလုပ်လိုက်တာလဲ။နဂါးကြီးကမေးတယ်။ကြောက်ကလေးကပြုံးပြီးတော့အရွယ်အစားကအရေးကြီးတာမဟုတ်ဘူး။ဉာဏ်ပညာကိုတင့်တော်သောနီလန်းဖြင့်လှုပ်ဆောင်ခြင်းကတာအရေးကြီးပါတယ်လို့ပြန်ဖြေလိုက်တယ်။နဂါးကြီးလည်းကြောက်ကလေးစကားကိုနားလည်ပြီးသူ့အမားကိုနားလည်သွားတော့တယ်။အဲ့ဒီနေ့ကစပြီးတော့နဂါးကြီးကတောထဲကတိရစ္ဆာန်ငယ်လေးတွေကိုဒေးစားပြီးတော့သူ့ရဲ့အင်အားကိုလည်းကုညီရန်တက်တာအသုံးပြုပါတော့တယ်ကွယ်။